ဒီနေ့ကတော့ကျွန်တော်ပကံမှာတက်ပြပါဖြစ်ပါတယ်ကိုကျွန်တော်ဘယ်တော့လောက်ရောက်မှာလဲဆိုတော့ကျွန်တော် stereotype တစ်ခုဖြစ်နေရဲ့အဲ့လိုခီးသွားရင်အချိန်မမေးရဘူးဆိုတာတကယ်ဟုတ်မဟုတ်ကျွန်တော် real world testing လေးလုပ်မှာပေါ့နော်အခုက122မှ9မိုင်ဒီ Google Map ကနေကြည့်ရတဲ့လောက်တော့အိုးပကံကိုနောက်ထပ်6နိုင်ခွဲလောက်တော့ထပ်မောင်းအောင်မယ်တကယ်ကို6နိုင်ခွဲတွင်ရောက်မလားဒါမှမဟုတ်အချိန်ကြိုပြောရတဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်ကျမလားပေါ့ပထမဦးဆုံးတားစီကတော့ကျွန်တော်ကားတွေပိတ်နေရပဲ6နိုင်ခွဲထပ်ပို့ကြာမလားတော့မသိဘူးအခုမိုင်းတိုင်း162မှ4 9ဖာလုံးမှာရှေ့မှာစစ်စေးကြီးရှိရတဲ့နဲ့ကျွန်တော်တို့ကားတွေကအများကြီးပဲပေါ့နော်လမ်းတစ်လမ်းကိုတစ်လမ်းနဲ့ပြစ်သွားတာ။အော်ဒီမှာ135မိုင်တို့လိုလိုင်းဖြတ်ထားတာမသိဘူးဘာမှသုံးလို့မရအောင် map လည်းထောက်ကြည့်လို့မရဘူးပေါ့နော်ဒါပေမဲ့အခုကတော့17ခွဲရှိသွားပြီအရှိမလည်းကားတိုင်းရှည်ကြီးနဲ့ကြုံခဲ့ရဆိုတော့နေ့လယ်စာကိုကျွန်တော်10မိနစ်လောက်နဲ့အမြန်စားလိုက်တယ်အခုချိန်ကတော့နေ့လယ်2နာရီပါကြောက်ပတောင်းကိုရောက်လာပါပြီကြောက်ပတောင်းကလမ်းနေကလုံးဝရှောင်လို့မရပဲနဲ့တော်တော်ကိုကျန်းပါတယ်ကားသိရင်နည်းနည်းလေး queue ဆိုင်ဖို့လိုလိမ့်မယ်ကြားထဲမှာစစ်စေးဂိတ်ကတော့282မှ9မိုင်နာမည်ကြီးရဲ့ဂိတ်ပါပဲအဲ့ဂိတ်တစ်ခုပဲစစ်ခံခဲ့ရဆိုတော့ကျွန်တော်တို့အချိန်ကတော့အရင်ကြီးအလေလွင့်တော့မဖြစ်သေးဘူးဆိုတော့ကျွန်တော်ပကံကိုအခု4နာရီနဲ့မှ14မှာရောက်တာပေါ့နော်ဆိုတော့ကျွန်တော်ခီးသွားရင်အချိန်မမေးရဘူးဆိုတာ maybe ကျုံငငယ်တုန်းကကြားဘူးခဲ့တယ်ညဘက်မှာလက်သေးမညံ့ရဘူးလို့အဲ့လိုဟာတွေနဲ့ပဲဆင်နေတယ်ကျွန်တော်နောက်ထပ်လည်းကျွန်တော်ဒါမျိုး real world test လေးလုပ်ချင်သေးတယ်ဘာလုပ်တင်လဲပေါ့နော်တစ်ချက်လောက်အမှတ်ပေးကြပါကျွန်တော်ဖြစ်ပါတယ်အားလုံးဟုတ်ပါ